တ်တော်ရဲ့စပင်နဲ့လှတော်သားဒါမဲ့ကြည့်ဒီကလေးရဲ့ဝင်ငွေဟမ်အိမ်မှာလိုင်းမကောင်းလို့တဲ့ MP3 လုပ်ပြီးပို့ပေး YouTube မှာပြန်တင်ပေးပါတယ်အမေလုပ်သေးတာငါ့ကိုစော်ကားပြီးငါအိမ်မှာနေတော့ဘာလိုင်းမကောင်းလဲမှုစီနေတွေ့မယ်နဲ့ငါနဲ့အိမ်ပြန်ရအောင်အမေလုံးလိုက်တယ်သူကနာမည်ယူလိုက်တယ်မြန်မာပြည်ကဆရာတရားဟောနားထောင်ချင်တယ်လိုင်းမကောင်းဘူးဆိုရင် Viber နဲ့အော်မဟုတ်ဘူးတို့အိမ်ကိုပြောတာမဟုတ်ဘူးမြန်မာနိုင်ငံလူတွေအမေဒီလို MP3 နဲ့အခမဲ့ပို့ပေးပါတယ်ရှင်သူလှုပ်ရှားနေတာဒါသူကြည့်အဲ့ဒီညံနေဘယ်ရလဲကြည့်ငယ်ကလေးက तू က10တန်းတော့မအောင်10တန်းလားမအောင်ဘူးအင်္ဂလိပ်စကားပြောရင်တလွဲကြီးရှောက်ပြောတာဟိုဘွတ်တော်ရဲ့